အလူငွေတွေကိုကိုကျိုးအတွက်အသုံးပြုနေကြောင်းပြောတဲ့သူတွေကိုအခုလိုပြတ်သားစွာတုံ့ပြန်လာတဲ့ခိုင်နှင်းဝေသူမရဲ့အကြောင်းကိုသဘောလွင်လင်ပြောနေကြတဲ့လူတွေကိုပြတ်သားစွာတုံ့ပြန်လာတာကတော့တရုတ်ဆောင်မင်းသမီးခိုင်နှင်းဝေပါခိုင်နှင်းဝေဆိုတာကအလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံရဲ့မိဘမဲ့ရင်သွေးလေးတွေကိုကိုမွေးထားတဲ့ကလေးတွေနဲ့မချခေါ်ယူဆောင်ရှောက်ပေးနေရဖြစ်ပါတယ်။ခိုင်နှင်းဝေကပြေးခဲ့တဲ့တပေါင်းလာပြင်းနေ့မှာဆိုရင်ရင်သွေးလေးတွေအတွက်အရှင်ပြုအလူပွဲကြီးကိုလည်းပြုလုပ်ခဲ့ပါတယ်။ဒါအပြင်ခိုင်နှင်းဝေကတဘာဝဘေးအနေနဲ့ကြားရောက်တိုင်းမှာလည်းအမြဲတမ်းသိန်းတောင်းချီအကုန်ကြားခံပြီးတော့ကုညီနေရဖြစ်ပါတယ်။အခုတခါငလင်ဘေးမှာလည်းခိုင်နှင်းဝေကသိန်းပေါင်း9000လောက်ထိအကုန်ကြားခံပြီးတော့စကိုင်းနေပြီးတော့မန္တလေးစတဲ့မြို့တော်တွေကိုလှူဒန်းနေရဖြစ်ပါတယ်။ဒါပေမဲ့လည်းလူအလိုနမ်းမလိုက်နိုင်ဆိုသလိုပါပဲအခုရပိုင်းမှာတော့ခိုင်နှင်းဝေနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဝေဖန်မှုတွေရှိနေရဖြစ်ပါတယ်ဒါအပြင်ခိုင်နှင်းဝေကပြင်မနာမှာသွားလူတန်းပေမဲ့အိမ်ပေါင်း180လောက်ကဘာအလူငွေမှမရဘူးဆိုရင်ဝေဖန်တန်တွေလည်းများစွာထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်ဒါတင်မကသေးပါဘူးအခုနောက်ပိုင်းမှာခိုင်နှင်းဝေဟာပရိုက်တာလုပ်ပြီးအရန်ချမ်းသာလာတယ်ဆိုပြီးတော့လည်းပြောဆိုနေကြပါတယ်အထူးသဖြင့်တော့ခိုင်နှင်းဝေကပရိုက်တာလုပ်အပြီးစိန်တိုက်တွေပိုင်ဆိုင်နိုင်ခဲ့တယ်လို့တန်ဖိုးကြီးသိန်းရာထောင်ချီတဲ့ fashion brand တွေကိုဝယ်နိုင်နေဆိုပြီးတော့လည်းပြောဆိုနေကြပါတယ်ခိုင်နှင်းဝေကတော့သူမကိုမနာလိုသူတွေဘလောက်ပဲတိုက်ခိုက်နေကြပါစေဥပိ္ပခတရားနဲ့အတူအကူအညီလိုအပ်နေတဲ့သူတွေအတွက်လူတန်းသွားမှာဖြစ်ကြောင်းတုံ့ပြန်ထားတာပဲဖြစ်ပါတယ်ရှင်